ထိုင်းမြန်မာနယ်စပ်ကုန်းသွယ်ရေးမှာအရေးပါတဲ့မောတောင်မြို့အခြေအနေကခုလောလောဆယ်ကတော့စားစားတွေမြို့ထဲမှာရှိနေတယ်ဒေသခံတွေလည်းတဖြည်းဖြည်းနဲ့ပြင်ဝင်လဲလူလည်းဝင်နေတယ်တချို့တွေလည်းဝင်မြဲတာတွေလည်းရှိတယ်ခင်ဗျချင်းပြည်မြောက်ပိုင်းကိုစစ်တပ်ကထိုးစစ်ဆင်နေရခြင်းကရခိုင်ကိုထုတ်ဖောက်နိုင်ဖို့ဆိုရင်လည်းဒီချင်းဘက်ကိုရင်ထုတ်ဖောက်ပြီးမှဝင်နိုင်တဲ့အခြေအနေမှာရှိတယ်အဲ့ဒါကြောင့်ဒီချင်းပြည်နယ်ကိုဦးတည်ပြီးမှပေါ့နော်စစ်စင်လုပ်တဲ့သဘောဖြစ်တယ်ဒီအကြောင်းတွေနဲ့အတူနိုင်ငံတကာသတင်းတွေနားဆင်ရဖို့ရှိပါတယ်ကျွန်မစန္ဒာဝင်းပါရှင်တရုတ်ကိုရောက်နေတဲ့ရုရှားသမ္မတပူတင်ရဲ့ခရီးစဉ်အတွင်းဒေါ်လာသန်းပေါင်းများစွာတန်တဲ့ဓာတ်ငွေပိုက်လိုင်းတည်ဆောက်မဲ့အစီအစဉ်သဘောတူညီမှုမရခဲ့ပါဘူးမစ္စတာပူတင်ဟာတရုတ်သမ္မတရှီကျင်းဖျင်နဲ့တွေ့ဆုံစဉ်ဒီစီမံကိန်းနဲ့ပတ်သက်လို့ဘယ်လိုတည်ဆောက်မလဲဆိုတာနဲ့လမ်းကြောင်းအပါအဝင်အခြေခံအကြောင်းအရာတွေကိုနားလည်လာခဲ့တယ်လို့ရုရှားအစိုးရကပြောပါတယ်။ဒါအပြင်ဒီစီမံကိန်းနဲ့ပတ်သက်လို့ရှင်းလင်းပြသတဲ့အချိန်စီကတော့မရှိဘူးလို့ဆိုပါတယ်။ရုရှားအနေနဲ့ယူကရိန်းစစ်ပွဲကိုဆက်ထိန်းထားနိုင်ဖို့တရုတ်ကသူတို့စီကသဘာဝဓာတ်ငွေဝယ်ယူမှုကိုပိုပြီးမိခိုအားထားလာနေရပါတယ်။ထိပ်သီးဆွေးနွေးပွဲဟာရုရှားတရုတ်ဆက်ဆံရေးအတွက်ကောင်းတဲ့လက္ခဏာဖြစ်ပေမဲ့ရလဒ်ကတော့အနည်းအကျဉ်းသာရှိတယ်လို့သတင်းတောက်တွေကပြောပါတယ်။နိုင်ငံထုတ်ပြန်တဲ့ပူးတွဲကြေညာချက်မှာတော့ကိုလိုနီစိတ်ဓာတ်နဲ့ကမ္ဘာကိုလွှမ်းမိုးဖို့ကြိုးစားရင်အောင်မြင်မှာမဟုတ်ဘူးလို့ဆိုပြီးအမေရိကန်ကိုရည်ညွှန်းဖော်ပြထားပါတယ်။ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာအီဘိုလာဖြစ်ပွားမှုကိုထိန်းချုပ်ဖို့ကာကွယ်ဆေးနဲ့ကုသမှုတွေရှာဖွေနေတယ်လို့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကပြောပါတယ်။လက်ရှိမှာအီဘိုလာဖြစ်စေတဲ့ဘန်ဒီဘူဂရိုဗိုင်းရပ်စ်အတွက်ကာကွယ်ဆေးမရှိသေးပါဘူး။အီဘိုလာဖြစ်ပွားမှုကိုပြစ်မှတ်ထားတဲ့ OVIVO ကာကွယ်ဆေးနဲ့ Oxford တက္ကသိုလ်နဲ့ Serum Institute တို့တီထွင်ထုတ်လုပ်ထားတဲ့တခြားကာကွယ်ဆေးတွေကိုစစ်ဆေးနေတယ်လို့WHO အရေးပေါ်ကော်မတီကပြောပါတယ်။လာမယ့်3လအတွင်းဆေးတွေစမ်းသပ်မဲ့အဆင့်ရောက်နိုင်ပြီး9လအတွင်းကာကွယ်ဆေးရလာနိုင်တယ်လို့ဆိုပါတယ်။အီဘိုလာကြောင့်အခုအချိန်ထိလူပေါင်း139ယောက်သေဆုံးခဲ့ရပြီးယောဂပိုးသံသယရှိသူအယောက်600ရှိကြောင်း WHO ကထုတ်ပြန်ထားပါတယ်။တတိယနိုင်ငံတွေမှာချက်လုပ်တဲ့ရုရှားသဘာဝဓာတ်ငွေနဲ့ရေနံစိမ်းအပေါ်ပိတ်ဆို့အရေးယူမှုလျှော့ချပေးလိုက်တဲ့ဗြိတိရှအစိုးရဟာဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ဒီလုပ်ငန်းကရတဲ့ငွေတွေနဲ့ယူကရိန်းစစ်သားတွေကိုတတ်နေတာလို့အတိုက်အခံ Conservative Party ခေါင်းဆောင်ကင်မီဘတ်ဒင်နော့ချ်ကပြောပါတယ်။ဒါကြောင့်ဝန်ကြီးချုပ်ကီယာစတာမာအနေနဲ့ရှက်တဲ့တယ်လို့ဆိုပါတယ်။ဒီလိုလုပ်ရတာဟာအီရန်စစ်ပွဲကြောင့်တက်ရောက်လာတဲ့ကမ္ဘာမှာလောင်စာပစ္စည်းဈေးတက်လာလို့ဖြစ်ရတာတစ်ချိန်တည်းမှာရုရှားပေါ်တခြားအရေးယူမှုတွေတိုးလုပ်သွားဖို့ရှိတယ်လို့ဗြိတိရှအစိုးရကပြောကြားထားပါတယ်။တောင်ကိုရီးယားမှာ Samsung ကုမ္ပဏီနဲ့အလုပ်သမားသမဂ္ဂကြားဆွေးနွေးမှုတွေဆက်လုပ်နေပါတယ်။ဆန္ဒပြမှုတွေရုပ်သိမ်းသွားစေမဲ့ဆွေးနွေးပွဲတွေအစောပိုင်းတုန်းကရှိခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူး။မနက်ဖြန်ကြာသပတေးနေ့မှာအလုပ်သမားတွေဟာ18ရက်ကြာအလုပ်မလုပ်ဘဲဆန္ဒပြမှုတွေစတင်ကြမှာပါဒီကိစ္စဟာတိုင်းပြည်စီးပွားရေးအပေါ်တက်ရောက်မှုရှိလာနိုင်တယ်ဆိုပြီးသမ္မတအီဂျေမြောင်းကသတိပေးထားပါတယ် Samsung ဟာကမ္ဘာမှာ memory chip ပြားတွေထုတ်တဲ့အကြီးဆုံးကုမ္ပဏီဖြစ်ပြီး AI ခေတ်မှာကြီးမားလာတဲ့အမြတ်တွေရလျက်ရှိပါတယ်ဒီအတွက်ဝန်ထမ်းတွေကိုအကျိုးအမြတ်ခွဲဝေပေးသင့်တယ်လို့အလုပ်သမားသမဂ္ဂတွေကတောင်းဆိုနေပါတယ်အာရှအမျိုးသမီးချန်ပီယံစ်လိဂ်ဆီမီဖိုင်နယ်မှာမြောက်ကိုရီးယားကနေကိုယောင်းကတောင်ကိုရီးယားကဆူဝမ် FC အသင်းကို2-2နဲ့အနိုင်ရခဲ့ပါတယ်။ဒါဟာရှာရှာပါပါရန်ဘတ်ဟောင်း2သိန်းကြားကန်တဲ့ပွဲစဉ်တစ်ခုဖြစ်ပါတယ်။မြောက်ကိုရီးယားဘောလုံးအသင်းဟာဒီပွဲအတွက်ဆူဝမ်ကိုတွားရောက်ခဲ့ပြီးကိုရီးယားနိုင်ငံဆက်ဆံရေးအတွက်အပြုသဘောဆောင်တဲ့စံနမူနာတစ်ခုဖြစ်တယ်လို့တောင်ကိုရီးယားတာဝန်ရှိသူတွေကပြောပါတယ်။ကစားသမားတွေဟာဟိုတယ်တစ်ခုထဲမှာတဲခိုနေကြပေမဲ့တီးခြားစားတောက်နေထိုင်နေရာတွေနဲ့ခီးသွားလမ်းကြောင်းတွေကိုအသုံးပြုကာဓာတ်ရိုက်အပြန်အလှန်ဆက်သွယ်မှုကိုကန့်သက်ထားကြောင်းဒေတာရင်းသတင်းတွေမှာဖော်ပြထားပါတယ်။အင်ဒိုနီးရှားမှာစားအုံးစီနဲ့ကြောင်မီးသွေးအပါအဝင်အဓိကကုန်ပစ္စည်းတွေကိုပြည်ပတင်ပို့မှုတင်းကျပ်တော့မယ်လို့သမ္မတပရာဗိုရိုဆူဘီယန်တိုကပြောပါတယ်အခုလိုကန့်သက်လိုက်တဲ့အပေါ်အဲ့ဒီကုန်ပစ္စည်းထုတ်လုပ်သူတွေကသမ္မတအပေါ်ဝေဖန်နေကြပါတယ်ဒီပစ္စည်းတွေကိုပြည်ပကိုဈေးပေါပေါနဲ့ရောင်းချနေတာကြောင့်ပြီးခဲ့တဲ့နှစ်30အတွင်းဒေါ်လာ3ထရီလီယံလောက်ဆုံးရှုံးခဲ့တယ်လို့သူကဆိုပါတယ်ကုန်သည်တွေအချင်းချင်းရောင်းတာထက်အသွင်ကူးကာလပြီးရင်အစိုးရကနေချုပ်ကင်ထားတဲ့အဖွဲ့အစည်းကနေရောင်းဖို့စီစဉ်သွားမယ်လို့သူကပြောပါတယ်
အင်ဒိုနီးရှားဟာကမ္ဘာအကြီးဆုံးစောင်းစီတင်ပို့ရောင်းချသူဖြစ်ပြီးစောင်းစီဟာအာရှနဲ့အာဖရိကမှာဟင်းချက်တဲ့အခါမရှိမဖြစ်လိုအပ်တာဖြစ်ပါတယ်။အခုလိုအစိုးရကထိန်းချုပ်မဲ့အစီအစဉ်ကြောင့်ကမ္ဘာစောင်းစီဈေးတက်လာမှာကိုစိုးရိမ်တယ်လို့လုပ်ငန်းရှင်တွေကပြောပါတယ်။ဂျာမနီမှာတရုတ်အစိုးရအတွက်သရှိုးလှုပ်ပေးမှုဆွဲချက်နဲ့ဇုံတွဲကိုရဲကဖမ်းလိုက်ပါတယ်။ဂျာမနီနိုင်ငံသားခံယူထားတဲ့သူတို့နှစ်ယောက်ကိုစစ်ဖက်အဆင့်မြင့်နည်းပညာဆိုင်ရာသတင်းအချက်အလက်ရယူဖို့ကြိုးစားမှုနဲ့ဆွဆွဲခံထားရတာဖြစ်ပါတယ်။သူတို့နှစ်ယောက်ဟာဂျာမနီတောင်ပိုင်းမြူးနစ်မြို့မှာဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်ရှင်။ BBC ကထုတ်လွှင့်နေတဲ့အစီအစဉ်တွေကို Radio Online နဲ့ရုပ်မြင်သံကြားတွေကသာမကပဲလူမှုကွန်ရက်တွေကလည်းဖတ်ရှုနားဆင်နိုင်ကြပါတယ်။ Facebook, YouTube, Instagram နဲ့ Viber တို့မှာဆိုရင် BBC News မြန်မာစာမျက်နှာကနေဖတ်ရှုနားဆင်နိုင်ပါတယ်။ BBC TV အစီအစဉ်ကိုမြစီမ TV မှာရှုစားနိုင်ကြပါတယ်။ကိုယ်ပဲနေရာပဲရောက်နေနေ BBC အစီအစဉ်တွေကလက်တကမ်းမှာပဲရှိနေပါတယ်ရှင်။အခုတော့သတင်းလွှာတွေအလှည့်ပါမလေးရှားနိုင်ငံသားရေးဝန်ကြီးဟာနေပြည်တော်ကိုနေ့ချင်းပြန်ခရီးစဉ်လာရောက်ခဲ့ပြီးနိုင်ငံသားရေးဝန်ကြီးဦးတင်မောင်ဆွေနဲ့တွေ့ဆုံခဲ့ပါတယ်။ဒီအပေါ်အာဆီယံဥက္ကဋ္ဌဖိလစ်ပိုင်ရဲ့သဘောထားကဘယ်လိုရှိပါသလဲ။ကိုဟိန်းကိုစိုးကဆက်ပြောပြပေးမှာပါ။မလေးရှားဟာမြန်မာရဲ့စံကျင်ဘက်အဖွဲ့တွေကိုစူးစီးပေါင်းစည်းရေးအကူအညီပေးဖို့အသင့်ရှိတယ်လို့ပြောခဲ့ပြီးဒီလိုလုပ်ဖို့သတိကြီးကြီးထားလုပ်ရမယ်ဆိုတာကိုလက်ခံထားကြအောင်မလေးရှားနိုင်ငံသားရေးဝန်ကြီးဒါဒိုစရီမိုဟာမက်ကသူ့ခီးစဉ်အပေးမနေ့ကမလေးရှားကိုပြန်အရောက်မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။မြန်မာနိုင်ငံသားရေးဘက်ကတော့အတိုက်ခံအားလုံးနဲ့ဆွေးနွေးလိုပုံပြတယ်လို့သူကပြောပြီးဒါကိုလုံနိုင်ခဲ့တယ်ဆိုရင်ကောင်းတဲ့တိုးတက်မှုအသစ်တစ်ခုပဲလို့မိုဟာမက်ကမလေးရှားပြန်ရောက်တဲ့အချိန်မီဒီယာတွေကိုပြောခဲ့ပါတယ်။ဖက်ဒရယ်နဲ့ဒီမိုကရေစီရေးလှုပ်ရှားသူကိုဝင်းမင်းကတော့မလေးရှားခီးစဉ်ကိုဥက္ကဋ္ဌနိုင်ငံကသိရှိထားပွဲရှိတယ်လို့ပြောပါတယ်။နိုင်ငံချင်းစီအနေနဲ့စစ်အစိုးရရဲ့လှုပ်ဆောင်မှုတွေလက်ရှိမြန်မာနိုင်ငံရဲ့ပြောင်းလဲမှုတွေကိုအမှန်တကယ်မြန်မာအရေးကိုအဖြေရှာနိုင်ဖို့အတွက်ဥတီနေလားဆိုတဲ့ဥစ္စာမျိုးကိုတုံ့တက်နိုင်ဖို့အတွက်အာဆီယံနိုင်ငံတွေကြားထဲမှာဆွေးနွေးပြီးတော့နိုင်ငံချင်းစီရဲ့ဒီမျိုးစုံနဲ့ဆောင်ရွက်တာဖြစ်တဲ့အတွက်အတိုင်းအတာတစ်ခုအနေနဲ့ဆိုလို့ရှိရင်တော့အာဆီယံဥက္ကဋ္ဌအနေနဲ့လည်းသိပြီးသားဖြစ်တယ်လို့ကျွန်တော်ကတော့အဖြစ်ချင်ပါတယ်ဗျ။မလေးရှားနိုင်ငံသားရေးဝန်ကြီးဟာတိတ်မကြခင်ရပိုင်းအတွင်းမှာတော်လိုင်းအင်အားစုတွေနဲ့လည်းထပ်မံတွေ့ဆုံဖို့ရှိနေပါတယ်။မြန်မာအရေးအာဆီယံရဲ့ချင်းကပ်မှုတွေမှာထိုင်းကမ္ဘောဒီးယားလာအိုဗီယက်နမ်စတဲ့နိုင်ငံတွေကလက်ရှိအသွင်ပြောင်းအစိုးရကိုအာဆီယံအစည်းအဝေးတွေစီပြန်လည်ပါဝင်ဖို့သဘောထားရှိနေပြီးစင်ကာပူဖိလစ်ပိုင်တီမောအပါအဝင်ကျန်နိုင်ငံတွေကပါအဲ့လိုသဘောထားမျိုးရှိလာအောင်မလေးရှားကဥတီလှုပ်ဆောင်နေတယ်လို့နားလည်ရကြောင်းလက်ရှိအစိုးရနဲ့နှီးစပ်သူသတင်းရင်းမြစ်ကသုံးသပ်ပါတယ်။တိတ်မကြခင်မှာလည်းအင်ဒိုနီးရှားကနိုင်ငံသားရေးဝန်ကြီးလည်းအလားတူမြန်မာနိုင်ငံကိုလာတာမျိုးဖြစ်နိုင်တယ်လို့အဲ့ဒီသတင်းအရင်းမြစ်ရဲ့ဖြေကြားချက်ကိုအတန်ဖတ်ပြထားပါတယ်။ဂျွန်လထဲမှာလုံမဲ့အာဆီယံရုရှားထိပ်သီးဆွေးနွေးပွဲကိုနိုင်ငံရေးအရာကိုစားပြုသူတွေတက်နိုင်ဖို့ကြိုးစားတာလည်းဖြစ်နိုင်တယ်။ဒါပေမဲ့ရုရှားတရုတ်နဲ့အိန္ဒိယတို့ဘက်ကအခုအစိုးရကိုအတိမဲ့ပြုထားတာတော့အာဆီယံအနေနဲ့အဲ့ဒီအချက်ပေါ်မူတည်ပြီးအခုလိုတွေ့ဆုံဖို့စဉ်းစားတာမျိုးလည်းဖြစ်နိုင်တယ်လို့အာဆီယံအတွင်းသဘောထားကွဲလွဲမှုမျိုးဆက်ထားမလားဆိုတာတော့ကြည့်ရမှာပါ။လက်ရှိအာဆီယံဥက္ကဋ္ဌဖိလစ်ပိုင်ဘက်ကတော့ဒေါန်ဆန်းစုကြည်ကိုအာဆီယံအထူးတန်နဲ့တွေ့ခွင့်ပေးဖို့ဒေါန်ဆန်းစုကြည်ကိုလွှတ်ပေးဖို့အထိတောင်းဆိုခဲ့ပေမဲ့မြန်မာဘက်ကတော့ဘာမှအကြောင်းပြန်ကြားတာမရှိသေးပါဘူးခင်ဗျာ။ကိုဟင်းကိုစိုးဖြစ်ပါတယ်။တခါမြန်မာနိုင်ငံတောင်ပိုင်းထိုင်းမြန်မာနယ်စပ်မှာရှိတဲ့မောတောင်မြို့ကိုကရင်အမျိုးသားအစည်းအရုံး KNU နဲ့ပူးပေါင်းတပ်ဖွဲ့တွေထိန်းချုပ်ထားတာ6လအကြာမှာစစ်တပ်ကပြန်လည်သိမ်းယူခဲ့ပါတယ်။ဒီမောတောင်မြို့ကနိုင်ငံကုန်သွယ်ရေးအတွက်ဘယ်လောက်ရေးပါပါလဲ။မတ်သူဇာလင်းကစူးစီးပြပြပေးမှာပါ။မောတောင်မြို့ဟာစီးပွားရေးအရာရေးပါတဲ့နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်ပြီးထိုင်းမြန်မာနှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးဂိတ်တွေကအရေးပါတဲ့နယ်စပ်ဒေသတစ်ခုဖြစ်ပါတယ်။ဗိမ်းမြို့ကနေမိုင်မောင်း100ကျော်အကွာမှာရှိတဲ့မောတောင်ဟာထိုင်းနိုင်ငံဘက်အချမ်းပရာကျွတ်ကီခန်းခရိုင်တွေကစင်ခွန်နယ်စပ်ဂိတ်နဲ့မျက်နှာချင်းဆိုင်တည်ရှိတဲ့အတွက်မောတောင်စင်ခွန်နယ်စပ်ဂိတ်လို့လည်းလူသိများပါတယ်။မောတောင်ကိုရဖို့မေလ9ရက်နေ့တွေကစစ်တပ်ကပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးမေလ19ရက်နေ့မှာတော့မောတောင်ကိုအပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနှစ်ဖက်ထိခိုက်ဒေဆုံးမှုတွေရှိခဲ့တယ်လို့စစ်တပ်ဘက်ကထုတ်ပြန်ပါတယ်။အဲ့ဒီဒေသဟာကရင်မျိုးသားစီယုံ KNU တပ်မဟာ၄နယ်မြေတရင်17ဧရိယာဖြစ်ပြီးပြီးခဲ့တဲ့2025ခုနှစ်နိုဝင်ဘာ14ရက်နေ့မှာ KNU နဲ့ဒေသခြေဆိုင်တော်လှန်ရေးပူးပေါင်းအဖွဲ့တွေကထိန်းချုပ်ခဲ့တာဖြစ်ပါတယ်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုစစ်အားကွာဟမှုတို့ကြောင့်အထီးကိုက်နေအောင်စုပ်ပေးလိုက်ရတာဖြစ်တယ်လို့ KNU ရဲ့တာဝန်ရှိသူပြောတာကKNU ကအားကြီးတာဟုတ်ဗျာအားကြီးပြီးမှ
ပုံစံမျိုးနဲ့ချတာလက်နဲ့ကလည်းအားကောင်းတာကိုသူတို့ကအဲ့ဒါနဲ့ကျွန်တော်တို့လည်းအသားအကျဆုံးမများရအောင်ခဲ့ပြီးတဲ့သဘောပါအဓိကဒီဟို drone နဲ့ဒီလေများလက်နဲ့ကြီးကြီးနဲ့ပဲလောက်တာဟုတ်မော်တောင်ဟာကုန်သွယ်ရေးအတွက်အရေးပါတဲ့နယ်စပ်ဂိတ်တစ်ခုဖြစ်ပေမဲ့ကိုဗစ်ကာလတွေကကုန်သွယ်ရေးတွေရပ်တန့်သွားခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်ဆီယနာမသိငင်တုန်းကတော့ရေထွက်ကုန်တွေနဲ့ဒေသထွက်ကုန်ပစ္စည်းမျိုးစုံကိုတင်ပို့နေတာပါအိမ်ဆောက်ပစ္စည်းလျှက်စစ်ပစ္စည်းအဝတ်ထည်နဲ့လူသုံးကုန်မျိုးစုံကိုထိုင်းဘက်ကနေတင်သွင်းတာဖြစ်တယ်လို့ကုန်သည်တွေကပြောပါတယ်မော်တောင်မျိုးကိုစစ်တပ်အပြည့်အဝပြန်ရတယ်ဆိုတာဟုတ်ပါသလားမော်တောင်ချီနေနဲ့ပတ်သက်ပြီးဒေသခံကိုမြေကြီးပြောပြတာကဒီနေ့ကျထားတဲ့ချိန်ဘယ်တော့မှမချနိုင်ဘူးလေအဲ့ဒါအခုစစ်တပ်ကပြန်ထိချုပ်သွားတယ်ခုလောလောဆယ်ကတော့စားစားတွေမျိုးထဲမှာရှိနေတယ်ဒေသခံတွေလည်းတဖြည်းဖြည်းနဲ့ပြင်ဝင်လူလည်းဝင်နေတယ်တချို့တွေလည်းဝင်မြင်တာတွေလည်းရှိတယ်ခင်ဗျ2019-2020ဘဏ္ဍာနှစ်စည်းရင်းတွေရတော့ထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေးပမာဏကအမေရိကန်ဒေါ်လာတန်ပေါင်း4000ကျော်ရှိခဲ့တယ်လို့စီဝါကူတန်းရဲ့စည်းရင်းတွေမှာဖော်ပြထားပါတယ်အဲ့ဒီထက်ကမော်တောင်နယ်စပ်ဂိတ်ကတော့ကုန်သွယ်မှုပမာဏအမေရိကန်ဒေါ်လာ9တန်းဝန်းကျင်ရှိခဲ့ပြီးကော့တောင်းနဲ့မြောက်ရီကုန်သွယ်ရေးလမ်းကြောင်းတွေပိတ်တဲ့အချိန်တုန်းကတော့အဲ့ဒီဂိတ်ကနေတရားမဝင်တင်သွင်းတာတွေရှိတယ်လို့ကုန်သည်တွေကပြောပါတယ်ရှင်မတ်သူစားလင်းဖြစ်ပါတယ်။ချင်းပြည်နယ်တွန်းဇံမြို့ကိုစစ်တပ်ကအလုံးအင်းနဲ့ထိုးစစ်ဆင်ပြီးပြန်လည်ထိန်းချုပ်လိုက်တာကြောင့်အဲ့ဒီမြို့ကိုထိန်းချုပ်ထားတဲ့ချင်းပြည်ကောင်စီနဲ့အင်အားစုတွေဘက်ကဆုတ်ခွာပေးခဲ့ရပါတယ်။အခုရက်ပိုင်းတွေအတွင်းချင်းပြည်နယ်တဲကိုစစ်တပ်ရဲ့ထိုးစစ်တွေကြောင့်တော်လှန်ရေးတပ်တွေဆုတ်ပေးလိုက်ရတာမြို့2မြို့ရှိလာတဲ့အကြောင်းကိုမနှင်းမို့ကပြောပြပေးမှာပါ။ချင်းမျိုးသားတပ်ဦး CNF ဦးဆောင်ပါဝင်တဲ့တော်လှန်ရေးအင်အားစုတွေပေါင်းစုထားတဲ့ချင်းပြည်ကောင်စီကတွန်းဆန်မြို့ကို2024ခုနှစ်မေလကတည်းကထိန်းချုပ်ထားတာပါ။နှစ်အကြာအခုမေလ19ရက်မှာတော့စစ်တပ်ကပြန်သိမ်းပိုက်ခဲ့ပါတယ်။စစ်တပ်နဲ့စစ်တပ်လက်အောက်ခံဇိုမီလက်နက်ကင်တပ်ဇက်အာရီအဖွဲ့တို့ပူးပေါင်းပြီးတော့အင်အား800ခန့်ပါတဲ့စစ်ကြောင်း2ကြောင်းနဲ့တွန်းဆန်မြို့ကိုတိုက်ခိုက်လာခဲ့တာကြောင့်ချင်းတော်လှန်ရေးအဖွဲ့တွေဘက်ကဆုတ်ပေးလိုက်ရတာဖြစ်တယ်လို့အခြေအနေသိရှိသူတွေကပြောပါတယ်။ချင်းပြည်နယ်မြောက်ပိုင်းမှာချင်းပြည်ကောင်စီကတွန်းဆန်မြို့နယ်ရီခေါ်ဒါမြို့ကိုထိန်းချုပ်ထားတာပါအခုတော့တွန်းဆန်မြို့ကိုပြန်ပေးလိုက်ရလို့ CNF နဲ့တော်လှန်ရေးတပ်ပေါင်းစုတွေဟာအိန္ဒိယမြန်မာနယ်စပ်ဒေသကိုအဓိကအားပြုလှုပ်ရှားရတော့မယ့်အခြေအနေပေါ်အချင်းဒေသခံတအုပ်ကအခုလိုပြောပါတယ်မေလ17ရက်လောက်ကနေပြည်တွေဘက်ကနေစတင်ချိုးစစ်ဆင်တာပေါ့နော်စစ်ကောင်စီကတာလွန်ငါးသုံးနိုင်တယ်ပေါ့နော်ဆရာမချင်းကြီးအောင်တင်းပိုက်ခဲ့တယ်ဒါမဲ့စစ်ကောင်စီကပြန်တင်းတယ်အခုတွန်းဆန်ကစစ်ကောင်စီပြန်ရတယ်ဆိုတော့ချင်းပြည်မြောက်ပိုင်းမှာဆိုရင်တော့တော်လှန်ရေးတပ်ဖွဲ့တွေချင်းချုပ်ထားတဲ့နေရာကျင်းသွားပြီပေါ့နော်တွန်းဆန်မြို့ကိုပါကြောင့်လက်လွတ်ပေးခဲ့ရတယ်ဆိုတာသိရဖို့ချင်းမျိုးသားတပ်ဦး CNF ပြောခွင့်ရသူစလိုင်းထက်နီကို BBC ကဆက်သွယ်မေးမြန်းခဲ့ပေမဲ့ပြန်လည်ဖြေဆိုတာမရှိပါဘူးပြီးခဲ့တဲ့ AP 25ရက်နေ့တုန်းကချင်းညီနောင် CB ထိန်းချုပ်ထားတဲ့ Flan မြို့ကိုအင်အားထောင်ချီနဲ့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးအခုတွန်းဆန်မြို့ဟာစစ်တပ်ရဲ့ဒုတိယမြောက်ပြန်သိမ်းနိုင်ခဲ့တဲ့မြို့လည်းဖြစ်ပါတယ်စစ်တပ်ဘက်ကချင်းပြည်နယ်ထိုးစစ်တွေကိုဘာကြောင့်တာလွန်အင်အားတွေအသုံးပြုလာနေတာပါလဲဒီအကြောင်းချင်းညီနောင်ပြောခွင့်ရစလိုင်းတင်မီထုတ်ပြောတာကဒီတနိုင်ငံလုံးကနေဒီ NUG ထိန်းချုပ်တဲ့နေရာတွေမှာလည်းစစ်စင်ရေးကမရှိဘူးအားလုံးအနေတက်တဲ့အခြေအနေမှာရှိတဲ့အတွက်ကြောင့်အခုချိန်မှာဆိုကချင်ရချင်းရရခိုင်ရအဲဒီ၃နေရာကိုပဲဦးတည်တဲ့အခြေအနေမှာရှိတာပေါ့လေအထူးသဖြင့်ရခိုင်ကိုထိုးပေါက်နိုင်ဖို့ဆိုရင်လည်းဒီချင်းဘက်ကိုအရင်ထိုးပေါက်ပြီးမှအဲ့လိုဝင်နိုင်တဲ့အခြေအနေမှာရှိတယ်အဲ့ဒါကြောင့်ဒီချင်းပြည်နယ်ကိုဦးတည်ပြီးမှပေါ့နော်တကယ်ကိုစစ်စင်လုပ်တဲ့သဘောဖြစ်တယ်အခုနောက်ပိုင်းကာလတွေမှာတော်လှန်ရေးအားစုတွေဘက်ကထိန်းချုပ်နယ်မြေတွေကနေစုပ်ပေးနေရတာဟာစစ်တပ်ရဲ့အုပ်စုဖွဲ့လေးကြောင့်တိုက်ခိုက်မှုတွေနဲ့ဤပညာအသာစီးရရှိတာတွေကြောင့်ဖြစ်တယ်လို့နထိုးကြီး PDF ကဗိုလ်မှူးချုပ်က BBC ကိုပြောထားပါတယ်တစ်ဖက်မှာလည်းစစ်တပ်ဘက်ကထိုးစစ်တွေအရှိန်မြင့်လှည့်မြန်လာတာဟာတော်လှန်ရေးဖွဲ့စည်းတွေရဲ့တိုက်ပွဲတွေမှာခဲယမ်းအပါဝင်လိုအပ်တဲ့တိုက်ခိုက်မှုစွမ်းရည်ကျဆင်းလာခဲ့တာကြောင့်ဖြစ်တယ်လို့ CDM စစ်တပ်အတိုင်းဝိုင်းကထောက်ပြကြပါတယ်ရှင်